လူချမ်းတရုတ်ဆောင်ဖြစ်ပေမဲ့လည်းသမီး3ယောက်ကိုတော့လိုလေသေးမရှိကျွေးမွေးပြုစုနိုင်တဲ့တရုတ်ဆောင်နိုင်လူလို့ပြောလိုက်တာနဲ့မြန်မာစကားတွေတဲကပန်းအိုးကြကွဲတဲ့အခန်းတွေမှာအများဆုံးတရုတ်ဆောင်နဲ့ခက်ကြမ်းကြမ်းလူချမ်းကြီးတယောက်ကိုအရင်ဆုံးပြင်းပြင်းကြမယ်ထင်ပါတယ်နိုင်လူဟာတရုတ်ဆောင်အလုပ်ကိုအင်မတန်ဝါသနာပါတာကြောင့်အမှုပညာလုပ်နေတဲ့အချိန်အတော်အတွင်းအပြင်အလုပ်တွေကိုရနာထားခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့လူချမ်းတရုတ်ဆောင်ဖြစ်တဲ့သူ့အတွက်တော့နောက်ပိုင်းမှာထမင်းနက်မှန်လာမှာမဟုတ်ဘူးဆိုတာကိုယုံကြည်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မွေးထားတဲ့သမီး3ယောက်လုံးကိုကြောင်ကောင်းကောင်းထားနိုင်ပြီးအစားကောင်းကောင်းကျွေးနိုင်ဖို့အတွက်သူကိုယ်တိုင်အိမ်ချမ်းမြေပွဲစားလုပ်ခဲ့ပြီးအခုအချိန်မှာဆိုရင်တော့သူတို့ရဲ့အသုံးစရိတ်ဟာတစ်ရက်ကို9သိန်းနဲ့အထက်ရှိတယ်လို့ဆိုလာခဲ့ပါတယ်အဲ့ဒါအပြင်သမီးအငယ်ဆုံးလေးဖြစ်တဲ့ခင်စီစာဟာလည်းအသက်17နှစ်ရှိလာခဲ့ပြီးအစားအသောက်အင်မတန်အကောင်းကြိုက်တာကြောင့်မလို့ဝတ်သားတုတ်ထိုးတစ်ခါစားမယ်ဆိုရင်2သိန်းလောက်အသာလေးသွားတယ်ဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်သမီးလေးခင်စီစာကလည်းတကယ်ကိုမှကောင်းမေးဆိုတဲ့အစားအသောက်ကိုကြိုက်တာမို့ဝတ်သားတုတ်ထိုးနဲ့ပတ်သက်လာရင်တကိုယ်လုံးကအစိပ်ပိုင်းတွေကိုကောင်းကောင်းနားလည်ပြီးတခါတည်းတင်3ချောင်း4ချောင်းလောက်ပြိုင်စားတာကြောင့်ဦးနိုင်လူကြီးရဲ့သားသမီးတွေအပေါ်တာဝန်ကျေမှုကတော့တကယ်ကိုအမကန်းပါပဲခင်ဗျာ